အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တွေအောင်လည်းမင်္ဂလာပါ။နာမည်ကြီးအီတလီကဟိုတနေ့တုန်းကနော်ဝေးကို၄ဂိုးတကူပြတ်နဲ့ရှုံးသွားပြီးတဲ့နောက်ဆက်တွဲမှာသူတို့ရဲ့ Playoff အဆင့်ပွဲကကျက်လာတဲ့အချိန်မှာမနေ့ကဟိုတနေ့က Germany နိုင်လိုက်တော့ Germany ချစ်ပွဲအောင်သွားတယ်။ဒါ Germany ချစ်ပွဲအောင်သွားတဲ့နောက်ဆက်တွဲမှာအခုအသင်းကြီးတွေထဲမှာ Playoff အဆင့်ကိုရောက်လာတဲ့ထဲမှာနည်းနည်းကောင်းပြီးမာချိုးတဲ့အသင်းမှာ Denmark အသင်း Playoff ကိုရောက်လာတယ်ဆိုတော့ဒါကျွန်တော်တို့ဒီဘဒူးနဲ့အင်္ဂါနေ့ညမှာ World Cup Qualify ရဲ့ဥရောပဆုံခြေစစ်ပွဲတွေအားလုံးပြီးသွားတဲ့အချိန်မှာဂျာမနီကဓာတ်ရိုက်အောင်နဲ့စလိုဗက်ကီးယား Playoff ရောက်တယ်။နောက်ဆွစ်ဇာလန်ဓာတ်ရိုက်အောင်နဲ့ကိုဆိုဗို Playoff ကိုရောက်တယ်။စကော့တလန်ဓာတ်ရိုက်အောင်ပြီးတော့ဒန်မတ်က Playoff ကိုရောက်တယ်။ပြင်သစ်ကဓာတ်ရိုက်အောင်ပြီးတော့ယူကရိန်းက Playoff ကိုရောက်ခဲ့ပြီးတော့မှစပိန်ကဓာတ်ရိုက်အောင်ပြီးတူရကီက Playoff ကိုရောက်တယ်။ဒါတစ်ဖက်မှာပေါ်တူဂယ်ဓာတ်ရိုက်အောင်ပြီးတော့အိုင်ယာလန်က Playoff ကိုရောက်ရှိခဲ့ပြီးနယ်သာလန်ဓာတ်ရိုက်အောင်ပြီးတော့ဒါပိုလန် Playoff ကိုရောက်တယ်။ဩစတြီးယားကတကယ်ကို dramatic ပေါ့လေသူတို့ရှုံးနေပြီးတော့မှတေးကြတော့ဩစတြီးယားဓာတ်ရိုက်အောင်ပြီးတော့ဘော့စနီးယားက Playoff ကိုရောက်ရှိသွားခဲ့ပြီးတော့နော်ဝေးဓာတ်ရိုက်အောင်နဲ့အီတလီ Playoff ရောက်တယ်။ဘယ်လ်ဂျီယံဓာတ်ရိုက်အောင်နဲ့ဝေးစ်က Playoff ကိုရောက်ပြီးတော့အင်္ဂလန်ပထမရပြီးတော့ဒါဘယ်လိုပြောမလဲအယ်ဘေးနီးယား Playoff ကိုရောက်တယ်ပြီးတော့မှခရိုအေးရှားဓာတ်ရိုက်အောင်နဲ့ပြီးရင် Czech Republic က Playoff ကိုရောက်တယ်ဆိုတော့ကျွန်တော်တို့ Nation League တက်လာတဲ့အသင်းတွေလည်းထပ်ရှိတဲ့အခါမှာ Nation League ကတက်လာတဲ့အထက်မှာမြောက်မက်ဆီဒိုးနီးယားပါတယ်မြောက်ပိုင်းအိုင်ယာလန်ပါတယ်ဆွီဒင်ပါတယ်ရိုမေးနီးယားပါတယ်တနည်းအားဖြင့် UK အခြေစိုက်အသင်းတွေအကုန်လုံး World Cup Qualify နဲ့ပတ်သက်လို့မျှော်လင့်ချက်ရှိတယ်အင်္ဂလန်ရဲ့ Scotland ရဲ့ဓာတ်ရိုက်အောင်သွားတယ်အဲ့ထက်မှာ Republic of Ireland ရဲ့ဒါအိုင်ယာလန်ရဲ့ပြီးတော့မှဒီအိုင်ယာလန်ကျန်တဲ့ IPA တစ်ချိန်တည်းမှာပဲမြောက်အိုင်ယာလန်ကျန်တဲ့ Wales ကချစ်ပွဲ Playoff ရောက်သွားတဲ့အခါမှာ Home Nation 9နိုင်ငံလုံးက4နိုင်ငံ plus အိုင်ယာလန်ပေါ့လေဒီသစ်တွေအားလုံးဟာကမ္ဘာဖလားအတွက်မျှော်လင့်ချက်ကိုတည်ရှိတယ်ဆိုတော့ကျွန်တော်တို့အခုဒီဥရောပရဲ့ဒီအုပ်စုဒုတိယရတဲ့12သင်းရဲ့ Nation League ကတက်လာတဲ့ rank ပေါ့လေသူတို့က Nation League ကတက်လာတဲ့ rank တွေမှာကျွန်တော်တို့တွက်တဲ့အခါမှာဒါအပေါ်အသင်းတွေအားလုံးထဲမှာတိုက်ဆိုင်သွားနေပဲဒါရိုမေးနီးယားကသူ့လိမှာအဆင့်မမီတဲ့အတွက်ကြောင့် Nation League ထဲမှာ rank အကောင်းဆုံးအသင်းဖြစ်ပါဝင်ခွင့်ရတဲ့အတွက်ရိုမေးနီးယားပါတယ်တခါဆွီဒင်ပါတယ်သူ့ခြေစပွဲမှာသူတော်တော်လေးညံ့နေမဲ့ပါတယ်မြောက်မက်ဆီဒိုးနီးယားပါတယ်မြောက်အိုင်ယာလန်ပါပြီးတော့မော်ဒူပါကန်ဆိုးစွာနဲ့ဒါ Nation League မှာကြံခဲ့တယ်ဆိုတော့အခုလက်ရှိနေထားရဆာဗီယာတို့ဟန်ဂေရီတို့လည်း Nation League မှာညှော်လင်းချက်ရှိပေမဲ့သူတို့အပေါ်အသင်းမှာသူတို့ဘုံဆွဲကြောင်းသူတို့ကြံခဲ့ပြီးတော့ဒါကျွန်တော်တို့ဥရောပစုံရဲ့နောက်ထပ် Playoff ပေါ့လေဆိုတော့ Playoff ရဲ့ pot number 1စုစုပေါင်းကျွန်တော်၄သိန်းချစ်ပွဲအောင်မှာဖြစ်တဲ့အီတလီရဲ့ဒန်မတ်ရဲ့တူရကီရဲ့ယူကရိန်းရဲ့က ranking အမြင့်ဆုံးထိပ်ဆုံးတွေကနေ pot number 1ကိုပါပြီးတော့pot number 2မှာပိုလန်ရဲ့ Wales ရဲ့ Czech Republic နဲ့ပြီးတော့မှ Slovakia ပါတယ် pot 3မှာ Ireland ရဲ့ Albania ရဲ့ဘော့စနီးယားနဲ့ကိုဆိုဗိုပါပြီးတော့ပေါ့4မှာရိုမေးနီးယားရဲ့ဆွီဒင်ရဲ့မြောက်မက်ဆီဒိုးနီးယားနဲ့မြောက်ပိုင်းအိုင်ယာလန်ဆိုတော့အဲ့ဆက်စုစုပေါင်းအုပ်စု၄အုပ်စုရှိတယ်ပေါ့၄ခုရှိတယ်တောအုပ်စုကိုသူတို့က semi final ပုံစံနဲ့4သိန်းပြန်ခွဲပြီးတော့4နေရာချစ်ပွဲအောင်ပဲဆိုတော့အဲ့အတွက်ကြောင့်ဘာပဲဖြစ်ဖြစ်အီတလီတို့ကတကယ်ကိုအရေးပါတယ်သူတို့အုပ်စုပေါ့2ထဲမှာဆိုရင်ပိုလန်တော်တော်လေးချက်တယ်ဗျာ Wales လည်းချက်တယ်မှာပါတယ်ထားပါတော့ Wales ကနိုင်ကန်လို့ရတယ်ပိုလန်နဲ့ခတ်တယ်ဗျာအုပ်စုပေါ့3ထဲမှာအိုင်လန်ကောင်းတယ်ပေါ့4ထဲမှာကျွန်တော်တို့ဆွီဒင်တို့မြောက်အိုင်လန်တို့မြောက်မက်ဆီဒိုးနီးယားဆိုအီတလီကိုခဏဒုက္ခပေးထားတာဘာဖြစ်ဖြစ်အီတလီအတွက်တော့ဒီတစ်ချိန်ဟာဒူအိုတိုင်းဖြစ်တဲ့ဂတ်တူဆိုအတွက်တကယ်ကိုအရေးပါတယ်ဆိုတော့ပေါ့1မှာအီတလီရဲ့ဒန်မတ်ရဲ့တူရကီရဲ့ယူကရိန်းရဲ့ဘာဖြစ်ဖြစ်ဒါအီတလီကဒန်မတ်လို့အသင်းမျိုးနောက်ဂျာမနီတို့နယ်သာလန်တို့မစင်းလာတာပဲကျေးဇူးတရားမှာဖြစ်ပြီးတော့အီတလီအတွက်ဒီတစ်ချိန်ဟာပြီးခဲ့တဲ့ခေါက်က qualify မှာမမရအီတလီကပေါ်တူဂီနဲ့တောအုပ်စုတွေကျသွားတာသူတို့ကဘယ်လိုလဲဆိုတော့ဗျာအခု12သိန်းကိုသူတို့က4သိန်း4ခုခွဲလိုက်ပါဟိုဘက်2သိန်းဒီဘက်2သိန်းကန်အနိုင်ရတဲ့အသင်းပိုလူပွဲကန်ဟိုဘက်2သိန်းဒီဘက်2သိန်း semi final ကန်အနိုင်ရတဲ့တော့အဲ့လိုပုံစံသွားမှာဖြစ်ပြီးတော့ဒါနောက်ထပ်ချန်တဲ့ပွဲစဉ်တွေကိုကျွန်တော် match လာမှာကျင်းပမယ်သူတို့အဲ့ draw ကိုဒါသူတို့ UEFA ကနေတိတ်မကြခင်ခွဲမှာဖြစ်ပြီးတော့ဒါကျွန်တော်တို့ playoff က၄ချိန်ချန်ပီယံဟောင်းအီတလီအတွက်နောက်ဆုံးအခွင့်အရေးအနေနဲ့ထပ်ပြီးတော့3ချိန်မြောက်ကမ္ဘာဖလားချစ်ပွဲမလွဲချော်ဖို့စောင့်ကြည့်ရအောင်ပါအားလုံးကျေးဇူးပါတယ်